စားပြမယ်ကစားနည်းကတော့ဒမ်ဘယ်ဆိုင်ဘန်းလို့ခေါ်တဲ့အလေးလုံးကိုကင်ပြီးတော့ခါဆောက်ပြီးကစားရတဲ့ခါကစားနည်းပဲဖြစ်ပါတယ်ဒီကစားနည်းကိုကစားရမယ်ဆိုရင်ကျွန်တော်တို့ဒမ်ဘယ်ဖြစ်စေခြေတံမှုကိုဖြစ်စေကင်ပြီးတော့ခန္ဓာကိုယ်ရဲ့ဘေးမှာချလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ကစားရမယ်ဆိုခန္ဓာကိုယ်မတ်လိုက်မယ်အနောက်ကိုယ်ကနည်းနည်းစောင်းလိုက်ပါမယ်အဲ့ဒါမှသာကျွန်တော်တို့ခါကိုစောင်းတဲ့အခါခါတွေကိုထိရောက်မှာဖြစ်ပါတယ်ခန္ဓာကိုယ်ကိုအဲ့လိုမျိုးအနောက်ကိုစောင်းထားမယ်ပြီးရင်ခြေထောက်ကို2ပေခွဲလောက်ထိ3ပေလောက်ထိချဲထားမယ်ပြီးရင်အလေးလုံးကိုခန္ဓာကိုယ်ရဲ့ဘေးမှာကင်လိုက်မယ်ခါကိုနည်းနည်းအနောက်ကိုရိုင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဖောင်းပြီးကစားလို့ရပါပြီဒီလိုခါဆောင်းတဲ့အခါကျွန်တော်တို့လက်တွေကမကွေးရဘူးဒူးတွေကမမြောက်ရဘူးဒူးတွေကမကွေးရဘူးပေါ့နော်အဲ့ဒီလိုမျိုးခန္ဓာကိုယ်ကိုလုံးဝမကွေးမဲ့နဲ့မမှတ်ထားပြီးတော့ခါကိုကြီးပဲဆောင်းပြီးကစားရပါမယ်အဲ့ဒါမှသာကျွန်တော်တို့ရဲ့ခါကိုထိရောက်မှာပဲဖြစ်ပါတယ်ကျွန်တော်အစမ်းကစားပြပါမယ်ဘယ်ညာပြီးတော့မှတစ်ကြောတတ်မှတ်ပါမယ်ဘယ်ညာပြီးတော့မှတစ်ကြောနှစ်ကြောသုံးကြောအဲ့ဒီအတိုင်းကစားရပါမယ်